Bailing ကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ sidebar menu တွေက Bailing button ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဒီ page ကိုမြင်ရပါလိမ့်မယ်ကျွန်တော်တို့ကပထမဆုံး inventory ကိုအရင်သွားကြည့်ပါမယ်ဒီ page ကကိုယ့်ရဲ့ workspace မှာအသုံးပြုတဲ့ items တွေနောက်ပြီးတော့ service တွေကိုကြိုဖြည့်ရတဲ့ဟာဖြစ်ပါတယ်အခုကျွန်တော်က service ကိုကြည့်ပြီးတော့အသစ်တစ်ခုဖြည့်လိုက်ပါမယ်အခုလိုမျိုးဓာတ်ရိုက်ဖြည့်လို့ရတယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်ရှိထားပြီးသား list ကိုလည်း upload တင်လို့ရပါတယ်အခုဆိုကျွန်တော်တစ်ခုကိုထည့်လိုက်ပြီနောက်တစ်ဆင့်ကတော့ရှိထားပြီးသား list ကို upload တင်မယ်ဆိုရင်import batch ကိုရွေးလိုက်တာ ਨੇ Google Sheet ကနေတင်မလား CSV file upload လုပ်မလားဆိုပြီးပြောပါတယ်အဲ့တော့ Google Sheet ကိုရွေးလိုက်ပြီဆိုလို့ရှိရင်အဲ့မှာ template လေးတစ်ခုပေးထားပါတယ်အဲ့ template ကိုနှိပ်လိုက်တာ ਨੇ အခုလိုမျိုး page တစ်ခုကိုဝင်သွားပါလိမ့်မယ်ဒီ page ကို copy လုပ်ပြီးတော့မှသူ့မှာပါတဲ့ format တွေအတိုင်းကိုစာရင်းလိုက်ဖြည့်ပြီးတော့မှကျွန်တော်တင်လို့ရပါတယ်တင်ဖို့အတွက်တော့ပထမဆုံးဒါsheet က public ဖြစ်ဖို့လိုတယ်ပြီးရတဲ့ဒီမှာလာပြီးတော့ link ကို paste လုပ်လိုက်တာ ਨੇ ဒီစာရင်းတွေအကုန်လုံးကတစ်ခါတည်းဝင်သွားပါလိမ့်မယ် Okay service fee ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က inventory ရဲ့ကိုတစ်ချက်သွားကြည့်အောင် inventory မှာလည်းအဲ့လိုပဲ open template ဆိုတာနှိပ်လိုက်ပြီဆိုရင်သူနဲ့သက်ဆိုင်တဲ့ template တစ်ခုကိုတွေ့ပါလိမ့်မယ်အဲ့ template ထဲမှာကိုယ့်ရဲ့စေကမ်းမှာသုံးတဲ့ပစ္စည်းစရင်းတွေကုန်ကျစရိတ်တွေကိုကြိုပြီးတော့ဖြည့်ထားလို့ရတယ်ပြီးရင် public လုပ် copy လုပ်ပြီးတော့မှဒီမှာလာထည့်ပေးဖို့လိုတယ် import လုပ်လိုက်ပြီဆိုတာ ਨੇ အားလုံးကလာပြီးတော့ဒီမှာဝင်သွားပါလိမ့်မယ်ကျွန်တော်တို့ဒီမှာအခြေခံ service fee ရောinventory ရောရပြီဆိုလို့ရှိရင်တော့တကယ် bill တစ်ခုကိုစထုတ်လို့ရပါပြီအဲ့တော့ရှိထားပြီးသား patient တွေကတယောက်ကိုရွေးပြီးတော့ကျွန်တော်တို့ bill ထုတ်ကြည့်မယ်အဲ့တော့ bill ထုတ်ရတဲ့အဆင့်ကတော့ encounter နဲ့ဆက်ဆက်နေတာဖြစ်ပါတယ်ဒါကြောင့်အရင်ဆုံး encounter တစ်ခုကို create လုပ်ပါမယ်ဒီမှာပုံမှန်အားဖြင့် encounter ရဲ့ရေးတဲ့ visit note တွေပါတွေအားလုံးရေးပြီးသွားပြီဆိုလို့ရှိရင်ဘယ်စေးတွေပါပေးထားသလဲဘာ service တွေလုပ်သလဲဆိုတာမျိုးတွေအကုန်လုံးကဒီမှာမှတ်တမ်းရှိပါလိမ့်မယ်ပြီးရင်တော့ထိတ်ဆုံးသားလေးမှာ billing ဆိုတာပါပါတယ်အဲ့ billing ကိုနှိပ်လိုက်ပြီဆိုရင်အခုလိုညာဘက်မှာ bill ရေးထုတ်တဲ့site ဘာလေးပွင့်လာပါလိမ့်မယ်ဒီထဲမှာစောနာကကျွန်တော်တို့ဖြည့်ထားခဲ့တဲ့ service တွေ inventory ကိုဒီမှာတွေ့ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကကိုသုံးချင်တဲ့ဥစ္စာကို click နှိပ်ပြီးတော့ရွေးပြီးအောင်ပါပဲမပါသေးဘူးဆိုရင်တော့မှဒီ custom ကိုရွေးပြီးတော့မှ custom ထဲမှာထပ်ဖြည့်လို့ရပါတယ်ပြီးရင်တော့ confirm ကိုနှိပ်ဒါဆိုလို့ရှိရင် total ဘယ်လောက်ကျသလဲဆိုတာမျိုးကိုသူကတွက်ပေးပါလိမ့်မယ်လိုအပ်ရင်လည်းပြန်ဖြတ်ပြီးတော့မှစောနာက step ကိုပြန်သွားလို့လည်းရပါတယ်အားလုံးအဆင်ပြေရဆိုရင်တော့ဒီမှာဘာနဲ့ပေးသလဲဆိုတာကိုရွှေ့ပြီးရတယ်ပေးတော့နှိပ်လိုက်ပြီဆိုတာ ਨੇ ဒါဒီ process ကပြီးသွားပါလိမ့်မယ်အဲ့တော့ဒါကို invoice ကို print ထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ကို့မှာရှိရဲ့ Bluetooth printer နဲ့ချိတ်ပြီးတော့မှဆက်ပြီးတော့ထုတ်လို့ရပါတယ်အသုံးပြုထားတဲ့ bill တွေအကုန်လုံးကဒီ billing page ကိုပြန်သွားကြည့်ရဆိုလို့ရှိရင်ဒီမှာလာပေါ်ပါလိမ့်မယ် ledger ထဲမှာသွားကြည့်ရဆိုလို့ရှိရင်လည်းလက်ရှိဘယ် patient တွေက bill ပေးထားသလဲဆိုတဲ့ဟာတွေကိုလာပေါ်လိမ့်မယ်ပြီးတော့သူတို့မှာဘယ်လောက် bill ကျန်နေသေးလဲဆိုတာမျိုးတွေလည်းလာပေါ်ပါလိမ့်မယ်ဒါအရင်တော့ကလာပြခဲ့တဲ့ visit တွေအတွက်ကိုပါပြန်ပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့သူတို့ရဲ့ statement account တစ်ခုလိုမျိုးဖြစ်သွားမှာပေါ့